အားလုံးပဲမင်္ဂလာပါအခုကျွန်တော်ရောက်နေရတာကတော့ကျွန်တော်တို့ဒီဥပင်တရားမှာကျွန်တော်ရောက်ရှိနေတာဖြစ်ပါတယ်ပေါ့နော်အခုလာမဲ့12ရက်နေ့မှာ customer တွေ့ဆုံပွဲလေးလုပ်ဖို့ရှိပါတယ်ခင်ဗျာအဲ့ဒီတွေ့ဆုံပွဲလေးကတော့ကျွန်တော်ဘယ်ဆိုင်မှာလုပ်မှာလဲဆိုတော့ကျွန်တော်ဒီလက်ဖေးဆိုင် Novel Cafe မှာတွေ့ဆုံပွဲလေးလုပ်ဖြစ်ပါတယ်ပေါ့နော်အဲ့ဒီတွေ့ဆုံပွဲလေးမှာအကိုတို့အမရပူရမြို့နယ်ထဲမှာရှိတဲ့ customer တွေသုံးမင်းဝယ်ချင်တဲ့သူတွေဆိုရင်လည်းအရစ်ကြလက်ငယ်နှစ်မျိုးစလုံး one stop service အနေနဲ့ကျွန်တော်တို့ရောင်းချပေးသွားမှာဖြစ်ပါတယ်ခင်ဗျာနောက်ပြီးတော့ကျွန်တော်တို့အရစ်ကြစနစ်နဲ့ဝယ်ယူမယ်ဆိုရင်လည်းအမရပူရမြို့နယ်ထဲမှာရှိတဲ့ကျွန်တော်တို့ဒီ customer တွေအနေနဲ့အတိုးအသက်သာဆုံးဖြစ်တဲ့ LOSC ချင်းငွေကုမ္ပဏီနဲ့လည်းကျွန်တော်ချိတ်ဆက်ပြီးတော့ရောင်းချပေးမှာဖြစ်ပါတယ်ခင်ဗျာကျွန်တော်တို့အခုဆက်ပြီးတော့ဗောနော်အမရပူရမြို့နယ်ထဲမှာရှိတဲ့ customer တွေနဲ့ကျွန်တော်တို့တွားရောက်ပြီးတော့ဖိတ်တဲ့အကြောင်းလေးတွေကျွန်တော်နဲ့တူလိုက်ပြီးတော့ကြည့်လိုက်ရအောင်ပေါ့ let's goโอเคမင်္ဂလာပါကိုကြီးဟောကျွန်တော်တို့ဒီအခုလာမဲ့12ရက်နေ့မှာပေါ့နော်ကျွန်တော်ဗကြားအားရနေပြီးတော့ကျွန်တော်တို့ဒီ customer တွေ့ဆုံပွဲလေးလုပ်တယ်အဲ့ဒီပွဲလေးကိုလာရောက်ဖိတ်ပေးတာပါကိုဟောပြီးရင်အခုတို့ဒီ game မှာじゃဘယ်နှစီးတော့ရှိလဲကို73စီးတော့ပေါ့အဲ့ဒါဆိုရင်အခုအဲ့ပွဲလေးကို73စီးတော့အကုန်လုံးလာရောက်တက်ပေးပါဦးပေါ့နော်နောက်ပြီးရင်ကျွန်တော်တို့ဘယ်မှာလုံးမှာလဲဆိုတော့ကျွန်တော်တို့ဒီပေါ့ Novel Cup ပေါ့နော် cafe စီလေကျွန်တော်ဒီဟုတ်တယ်ဥပိန္ဒရာရဲ့ပေါ့နောက်ထိပ်ပေါ့လေအဲ့မှာကျွန်တော်အဲ့လက်ဖေးဆိုင်မှာလုံးမှာအဲ့ကြတော့ကိုတို့ဒီမှာနေ့လက်ကလက်ဖေးလေးပါတောင်းရင်းနဲ့လာခဲ့ပါဦးပြီးရင်နောက်ချက်ကအရေးကြတွေပါနေယူမယ်ဆိုရင်လည်းအတိုးတက်တာတဲ့အရေးကြတွေလည်းရှိနေတာဆိုတော့အဲ့မှာကိုတို့တကယ်လို့စိတ်ဝင်စားတယ်အရေးကြတွေပါရှော့ချင်တယ်ဆိုရင်လည်းတစ်ခါလေးရှော့လို့ရတယ်ပေါ့အဲ့ပွဲလေးကိုလာရောက်ပြီးတော့ဖိတ်ပေးတာပါဘူးနော်လာရောက်တက်ပေးပါဦးနော်ဟုတ်ကဲ့ပါဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ပါကိုဟုတ်ကဲ့ကျွန်တော်တို့ဒီပွဲလုံးမဲ့နေရာလေးကတော့ကျွန်တော်တို့ဥပဒေတရားအနောက်ထိပ်ကံမလန်းမှာရှိတဲ့ Novel Cafe ဆိုင်မှာကျွန်တော်တို့ customer တွေ့ဆုံပွဲလေးလုပ်ဖြစ်ပါတယ်12ရက်နေ့ကြာရင်တော့ဆက်ဆက်လာရောက်တက်ပေးပါဦးလို့ဒီကနေပြီးတော့ဖိတ်ကြားချင်ပါတယ်ခင်ဗျာကျေးဇူးတင်ပါတယ်